မျိုးပေါ့နော် fashion illustration ပုံလာလေးဆွဲတက်ရှင်နေဆိုရင်အမှလောလောဆယ်သူ့ကို discount နဲ့ချပေးထားတယ်ပုံမှန်တင်တန်းကြီး4သိန်းခွဲကိုမှ discount price နဲ့ဆိုရင်2,800တင်နေပေါ့နော်ဒါလေး business to advance တန်းပေါ့နော်လုံးဝအပီးစီတက်လို့ရမယ်ဆိုတော့ဒီတင်တန်းမှာဘာတင်ပေးလဲဆိုရင်ဒီ basis ပေါ့နော် basis ကစပြီးတော့တင်ပေးတာဖြစ်တဲ့အတွက်ဒီ basis drawing တွေဘာလုံးဝိုင်းနာတွေအစားခဲတန်းကိုင်နေရအစားပေါ့နော်စပြီးတော့တင်ပေးတယ်ဆိုတော့သူ့ကိုဟိုလုံးဝအခြေခံမရှိတဲ့လူတွေကစပြီးတော့တင်လို့ရတယ်နော်ဆိုတော့အခြေခံမရှိဘူးဆိုရင်လုံးဝစိတ်ပူစရာမလိုဘူးဒီလိုမျိုးလုံးဝအခြေခံကနေစပြီးတော့တင်ပေးတယ်လုံးဝတင်တန်းပြီးသွားရင်လာပပလေးဆွဲတက်နိုင်တဲ့အထီကိုတင်ပေးထားတယ်ဒီ fashion illustration basis ပန်းစံကနော်ဆိုတော့ basis drawing တွေနောက်ပြီးတော့သိရမယ့် basis အပိုင်းတွေတည်ပြီးသွားပြီဆိုရင်ဒီ figure drawing လို့ခေါ်တယ်မိန်းကလေးပုံရှေ့ချမ်းနောက်ချမ်းပေါ့နော်ရှေ့ချမ်းနောက်ချမ်းတွေအဲ့ဒါတွေတင်ပေးတဲ့ figure drawing ကရှေ့မှာပြီးရင် face makeup တို့သပင်ထည့်တာတွေကအစားပေါ့နော်ဒါတွေတင်ပေးတယ်နော်ဒါပြီးဆိုရင်ပိတ်စာတောင်းနေတာတွေအကုန်လုံးရှင်းပြတယ်ရှင်းပြပြီးတော့ဒါလေးတွေဆွဲရတယ်နော်ဒါပြီးပြီဆိုရင်ဒါမင်္ဂလိဝတ်တွေကိုနော်မင်္ဂလိဝတ်တွေကို position မျိုးစုံပေါ့နော်နောက်ပြီးတော့ design မျိုးစုံအဲ့ဒါတွေကိုဆွဲတက်အောင်တင်ပေးတယ်ပြီးရင်ဒီမင်္ဂလိဝတ်တွေကိုသွားပြီးဆိုရင်အမတို့သူ့ကိုယောက်ျားလေးပုံပေါ့နော်ယောက်ျားလေးပုံဆွဲနည်းနဲ့တင်ပေးတယ်ဆိုတော့အမကအတင်ဒီတင်တန်းတွေကို color ဒီ OD ကတန်နော်မိန်းကလေးပုံစံကတန်ယောက်ျားလေးပုံစံကတန်ဆိုပြီးတက်ခွဲမနေတော့ fashion illustration business to advance တန်းဆိုပြီးတော့အကုန်လုံးပေါ့နော်အကုန်လုံးပါတယ် color theory business ဆွဲတာမိန်းကလေးပုံနောက်ပြီးတော့ယောက်ျားလေးပုံနောက်ပြီးတော့ဒီရှေ့ကနော်ဒါတွေပါပေါင်းဒီရှေ့ကပိတ်စာဆွဲနေပေါ့နော်ဒီပိတ်စာတွေဆွဲတာကလည်းတေချာလေးဆိုတည်ပြီးထားတယ်ဒီမှာဆိုရင်ပိတ်စာမျိုးစုံပေါ့နော်ပိတ်စာဆိုရင်ဘယ်လိုပုံစံဆွဲရမယ်ဆိုတာကအစားပါထားတယ် sequence ဆိုရင်ဘယ်လိုနောက်ပြီးတော့ပိတ်စာရဲ့ design ပေါ့နော်ဒီပိတ်စာ design ကိုမှအကွက် design တွေဒီမျိုး Chanel design တွေအစား design တွေ knit ဆွဲတွေဆိုရင်ဘယ်လိုဆွဲတယ်ဒီစားလို့ပေါ့နော်ဒီချောင်းတို့နောက်ပြီးတော့ tiger print တွေအကောင်ပလောင်တွေရဲ့ print တွေနောက်ပြီးတော့ jade တော့နော်ဂျိတ်လိုင်းတွေလည်းပါတယ်နော်ဂျိတ်လိုင်းတွေကိုအကြီးရောအသေးရောဆွဲနေတင်ပေးထားတယ်ဆိုတော့ဒီ fashion illustration အတန်းမှာကိုပဲ business to advance တန်းမှာကိုပဲတော်တော်လေးစုံ online class ကိုတလူမျိုးသင်ရိုးတွေနဲ့သင်ပေးထားတယ်နော်ဒီသင်ရိုးတွေကိုလက်တွေ့ဆွဲပြတာနော်ဒါဗီဒီယိုနဲ့ဆွဲပြတာဗီဒီယိုနဲ့သင်ပေးထားတယ်ဒါလေးလေးအသေးစိတ်ပေါ့နော်ဒီမျိုးအသေးစိတ်နဲ့သင်နေတာတွေလည်းသင်မယ်နော်အဲ့ဒါကိုမှမကနဲ့ဆွဲမလားတမဟုတ်ဝတ်တကလာပန်ဆန်နဲ့ဆွဲမလားတမဟုတ်ဝတ်တကလာနဲ့ဆွဲမလားပေါ့နော်ကိုကြာရရွေးပြီးတော့မှဆွဲလို့ရတယ်ဆိုတော့မကန်နဲ့ဆွဲနေတွေဒီအယောင်ချဲတဲ့ပစ္စည်းတွေပေါ့နော်ဘယ်လိုသုံးသလဲဆိုတာကအစားအမကအကုန်လုံးတင်ပြပေးထားတယ်ဆိုတော့ဒီသင်တန်းတက်ပြီးသွားရင်တော့ကျွန်တော်တို့ပေါ့တခြားအတန်းခွဲတွေထပ်ပြီးတော့တက်စရာမလိုတော့ဘူးတခြားအတန်းခွဲလည်းမရှိဘူးဒီမှာတင်အကုန်လုံးပညာကုန်တင်ထားပြီးတာတန်းနဲ့မှတင်နော်အမကဟိုမျိုးနှစ်တန်းသုံးတန်းခွဲပြီးတော့တင်ရတာရှုပ်လို့နော်ဆိုတော့သူ့ကိုဒီလိုမျိုးလေးအကုန်လုံးတင်ပေးထားတယ်နော်ဆိုတော့သူကိုအပြင်တင်တန်းတက်မယ်ဆိုရင်တော့မန္တလေးမြောက်ပြင်ဘက်မှာအောင်မီတာဆယ်မြို့နယ်အတွင်းပေါ့နော်မြောက်ပြင်ဘက်ဒီလမ်း80ကနေလာနှစ်လမ်းနဲ့ဝင်ခဲ့ပြီးဆိုရင်အမကိုဖုန်းဆက်ထွက်လာဟိုပေါ့နော်လမ်းညွှန်ပေးမယ်96လမ်းကနေလာမယ်ဆိုရင်96လမ်းကလာ3လမ်းနဲ့ဝင်ခဲ့ခွေဝိုက်ပြီးဝင်ခဲ့ရမှာဆိုတော့နော်ဆိုတော့အိမ်တင်တန်းဆိုတော့ဆိုင်ဖို့တော့တတ်မထားဘူးရောက်ခါနေရင်ဖုန်းလေးဆက်နော်အကယ်၍အဝေးကနေလာမဲ့လူတွေအတွက်ပေါ့နော်မလာနိုင်ဘူး online class တက်ချင်နေဆိုရင်လည်း online class ကရှိတယ် Telegram Fashion MT1 နဲ့86ကိုလာပြီးတော့မှ online class တက်ချင်လို့ပေါ့နော်ဆိုတော့ငွေလွှဲပြီးတာနဲ့ one time link လေးချပေးပါတယ် online class ရဲ့တင်တန်းကြီးကလည်း2,800ပါသူ့ကို shop ပေးလို့တော့မရပါဘူးဘာလို့လဲဆိုတော့အများကြီးတင်ပေးထားတာပေါ့နော်အများကြီးတင်ပေးထားတာဖြစ်တဲ့အတွက်ပညာတွေဒီတန်ဖိုးရှိပါတယ်အမှမချွေးမချန်တင်ပေးထားတာနော် visualization basis to advance ကိုနော်ဆိုတော့သူ့ကိုအဲ့ထက်တော့ short လို့မရပါဘူးဆိုတော့အင်ဂျီပုံဆွဲတက်ယုံလောက်ပဲပေါ့နော်တက်ရက်ဆွဲတက်ယုံလောက်ပဲတင်ရှင်နေဆိုရင်တော့ technical flat drawing အတန်းရှိပါတယ်အဲ့ဒါ8,000ပါအဲ့ဒါလေးတော့တက်ပါစီတက်တာကြိုက်တယ်ဆိုရင်တော့ဒီ fashion illustration တန်းကကြတော့သူ့ကို basis ကနေပြီးတော့ advanced တီပေါ့နော်လုံးဝလပဆွဲတက်အောင်လို့တင်ပေးရတာဖြစ်တဲ့အတွက်အချိန်လေးပေးရတယ်တင်ရိုးတွေကလည်းအရင်များတယ်เนาะဆိုတော့ internet တက်မယ်ဆိုရင်တော့စနေတနင်္ဂနွေပုံမှန်ပေါ့နော်ပုံမှန်ဆိုရင်စနေတနင်္ဂနွေနေ့လယ်2နာရီကနေ9နာရီထိတင်ပါတယ်ဒါပေမဲ့အချိန်မအားဘူးဆိုရင်အမနဲ့အချိန်လာပြီးတော့ညှိနှိုင်းလို့ရပါတယ် Telegram ကိုလာပြီးတော့မှအချိန်ညှိနှိုင်းပါအချိန်ညှိနှိုင်းပြီးတော့မှဘယ်နေ့ပဲအချိန်တက်မယ်ပေါ့နော်အဲ့လိုမျိုးညှိနှိုင်းပါအကယ်၍အဝေးကနေလာပြီးတော့မှလက်တွေ့တက်ချင်နေဆိုရင်တော့တနေ့ကုန်တင်ပေးဆိုရင်လည်းတင်ပေးလို့ရပါတယ်တနေ့ကုန်အချိန်3ချိန်လုံးပေါ့နော်ယူပါ1ရက်တင်2ရက်တင်ပေါ့နော်တင်ပြီးတော့မှတပတ်နာပြီးတော့မှအင်စာလုပ်ပြီးတော့မှပြန်လာခဲ့အဲ့လိုဆိုရင်ရတယ်
နော်ဆိုတော့အပြင်သင်တန်းဖြစ် online class ပဲဖြစ်ပေါ့နော်လောလောဆယ် promotion ကာလအတွင်းကတော့28,800နဲ့တင်ပေးထားပါတယ်နော်ဆိုတော့ပုံမှန်သင်တန်းကြီးကတော့4သိန်းခွဲဖြစ်တဲ့အတွက်တက်ကြည့်လိုက်လေးဘယ်လောက်လုံးတက်တာပြီးလဲဆိုတော့နော်လောလောဆယ်ပဲ promotion ပေးတာနော်နောက်ပိုင်းကျမှ promotion ပေးပါအောင်ဒီလို promotion ဈေးနဲ့မရတော့ဘူးလားစောင့်ဈေးနဲ့မရတော့ဘူးလားဆိုမရပါဘူးเนาะအများကြီးတင်ပေးထားတာဖြစ်တဲ့အတွက်ဒါအခုဆက်စချင်းပေါ့နော်ဒီနောက်ပိုင်းအမကနေရာအစ်ပြောင်းလဲတွေရောအဲ့ဒီနေရာအစ်မှာပြန်ပြီးတော့တင်တာဖြစ်တဲ့အတွက် promotion ချပေးထားတာပါဆိုတော့အဲ့ဟာလေးတွေကိုလက်ရကြည့်ရှင်နေဆိုရင်လည်းအမရဲ့တင်တန်းတူပေါ့နော်တင်တန်းတူတင်ထားတဲ့ဒီအင်စာစစ်ထားတဲ့လက်ရတွေပေါ့နော်စစ်ကြည့်လိုက်ဗီဒီယိုတွေတင်ပေးထားတဲ့အဲ့ဒီဟာမှာဆိုရင်အမ basic story တွေ color theory color ဆိုရင်လည်းအမက color theory ကိုပြီးပြီးရောရှင်းမပြဘူးเนาะလက်တွေ့ဆက်ခိုင်းတာလက်တွေ့ဆက်ခိုင်းပြီးတော့မှအဲ့ဟာကိုလက်တွေ့ချဲခိုင်းတယ်เนาะဆိုတော့ color အကြောင်းလည်းတော်တော်လေးနားလည်သွားလိမ့်မယ်เนาะဆိုတော့ဒီတင်တန်းမှာအဲ့ဒီတင်တန်းမှာဆိုရင် color ကိုဒီ basis တစ်ကပ်နေပေါ့နော်ဒါဆိုရင် basis ပေါ့နော် basis ဒီ color wheel ဟာလေးနားလည်ပြီးဆိုရင်သူ့ကိုတေချာလေးစက်တောင်လို့တင်ပေးတယ်ပြီးရင်ထုံးစိတ် tint စိတ်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီ saturate ဘယ်လိုလုပ်ရမလဲဆိုတာလေးပြီးရင်ဒီ color အကြောင်းကိုတေချာလေးရှင်းပြတယ်အဲ့ဒါလေးရှင်းပြပြီးသွားပြီဆိုတော့မှအမတို့ကအယောင်ချဲတယ်ပေါ့နော်ဆိုတော့ဒီတင်တန်းကတော့မြင်တဲ့အတိုင်းပဲbusiness drawing လေး color theory နည်းနည်းဆက်ဆက်လေးသင်ပေးတယ် figure drawing လည်းရှေ့ချမ်းနောက်ချမ်းနောက်ပြီးတော့ position တွေrunway ပုံတွေယောက်ျားလေးပုံမိန်းကလေးပုံเนาะကလေးပုံကစားတက်သွားအောင်လုပ်သင်ပေးမှာเนาะကလေးပုံကစားကိုပါတာကိုဆွဲတက်သွားအောင်သင်ပေးမှာနောက်ပြီးတော့ engine design ပုံတွေပိစ design ပုံစံမျိုးစုံခြေနည်းတွေကအစအယောင်ခြေနည်းတွေကအစအပြီးအစီးပေါ့เนาะအကုန်လုံးသင်ပေးမှာဖြစ်တဲ့အတွက်၄သိန်းခွဲနဲ့ဆိုရင်တော့မှတန်တယ်เนาะဒီလားဆိုတော့2,800နဲ့ရတော့မြင်လာပြီးတော့အပ်ပါ